မျိုးသမီးဟာထိတ်လန့်တဲ့အကောင့်နဲ့အချက်တစ်ခုကိုရုပ်ရည်တတိပြုမိသွားတယ်။သူမရဲ့ရှေ့မှာရှိရဲ့မျိုးသားသုံးအောင်လုံးဟာမိစ္ဆာဖြစ်နေကြတယ်။ဦးခွန်ကလည်းတစ်ခုခုမှားရုံနေပြီဆိုတော့ချက်ချင်းရေးမိလိုက်တယ်။ဒီမျိုးသမီးဟာပင်ကိုမိစ္ဆာမှာဖြစ်နေတယ်လို့အခြားမျိုးသမီးတွေဟာလည်းမိစ္ဆာဖြစ်နေကြတာပါ။ဒါပေမဲ့ဖုန်းတော်ကြီးကတော့ဒါကိုလုံးဝမမြင်နိုင်ပဲသူတို့လူကောင်းတွေလိုပဲထင်နေတော့မယ်။သူတို့ရဲ့မူလအတွင်တန်းပေါ်လာအောင်ဝူခုံးရင်ကမျိုးသမီးစီတက်တက်လျှောက်သွားပြီးသူ့ကိုရိုက်ဖို့ရန်စားလိုက်ပြီမယ်မျိုးသမီးဟာဦးကြောင်ကြောင်လှုပ်ပြပြီးညှင်းဆန်နေတယ်တခြားနီလန်းမရှိတော့တဲ့အဆုံးဝူခုံးကတန်းတစ်ချောင်းနဲ့သူ့မရဲ့ချက်ကိုထိုးလိုက်တယ်မျိုးသမီးဟာမူလအတွင်ဖော်တော့မဲ့ချိန်မှာပဲရှောင်းချင်းဟာဝူခုံးရဲ့ခေါင်းကိုလက်တီးနဲ့ထိုးချလိုက်တယ်ဝူခုံးကဒေါရတကြီးနဲ့မင်းဘာလုပ်ထားလဲလို့မေးလိုက်တဲ့အခါရှောင်းချင်းကမင်းပဲရိုက်ခိုင်းတာမဟုတ်ဘူးလားလို့ပြန်ဖြေလိုက်တယ်ဝူခုံးကလုံးဝဆွန့်သွားတယ်သူတို့နှစ်ယောက်အကျဲလောင်စကားများကြတာပေါ့ဒါအောင်မြင်တဲ့ဖုန်းတော်ကြီးကနောက်ပြောင်နေရလို့ထင်ပြီးသူတို့အရင်ထွက်ထားခိုင်းလိုက်တယ်ဝူခုံးထွက်ထားလိုက်တာကိုမြင်တဲ့ခါမှာတော့ပင်ကိုမိတ်ဆာမှာသူမရဲ့မူလအတွင်တံကိုချက်ချင်းဖော်ထုတ်လိုက်တယ်ဖုန်းတော်ကြီးကမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ဆွန့်သွားပြီးစိတ်ကူးချက်ချင်းပြောင်းသွားခဲ့တယ်သူကဝူခုံးကိုအမြန်ပြန်လာပါလို့လှမ်းအော်ခေါ်လိုက်တယ်ဝူခုံးကအာကုန်းကမဲ့ပုံစံပြနေပေမဲ့ဒါတို့မျောလင်းထားတဲ့အတိုင်းပါပဲသူဟာလက်မောင်းကိုဆန့်ထုတ်ပြီးကုညီဖို့အမြင်ပြေးဝင်ခဲ့တယ်ပင်ကိုမိတ်ဆာတွေကလည်းဖုန်းတော်ကြီးကိုဖမ်းချုပ်ဖို့ပင်ကိုမြင်တွေကိုပို့ပြီးထွေးထုတ်ကြတယ်အခြေအနေကပိုအနေရှိလာတဲ့အခါဝူခုံးကခွန်အားနဲ့ဖုန်းတော်ကြီးကိုပြန်ဆွဲထုတ်လိုက်တယ်ပြီးနောက်ပင်ကိုမြင်တွေရဲ့တုံ့ပြန်အားကိုတုံးပြီးဖုန်းတော်ကြီးကိုလေထဲကနေဝေးရန်ပြီးပြစ်တင်လိုက်တော့တယ်